Don't handy တယောက်တော့နောက်ဆုံးမှာမလဲဘူးဆိုပြီးတော့မဝယ်ဘူးဆိုပြီးတော့စဉ်းစားနေနေဝယ်လိုက်ပါပြီ။ဘာလို့ဝယ်လိုက်လဲဆိုတော့ဒီက main reason ကဟိုဒီခုသုံးနေတဲ့ဖုန်းလေးက storage လဲပြည့်သွားတယ်။အဲ့ထဲဟာလေးမဖြတ်ချင်တာရယ်ပြီးတော့ဟိုဒီ camera quality လေးနည်းနည်းလေးမြင့်ချင်တာရယ်အဲ့ဒါကြောင့်ဝယ်လိုက်ပါကျွန်တော် iPhone 17 Pro ဝယ်လိုက်တယ် 512 လေးဝယ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ဟိုဝယ်လိုက်တဲ့အရာ deep blue ဝယ်လိုက်တဲ့ဟာဟိုကိုနိုင်ကကိုလိမ္မော်အရင်မကြိုက်တဲ့လူဖြစ်လို့deep blue ဝယ်တယ်လိမ္မော်ကြိုက်တဲ့လူတော့ကြိုက်ကြရပေါ့နော်ဒါပေမဲ့ unboxing တူတူလုပ်မှာဖြစ်ပါတယ်ဆိုတော့လုပ်ပါမယ်နော် unboxing လေးလုပ်ပြရစေ unboxing လေးလုပ်ပါမယ်ဆိုတော့ okay yeah ပြန်အောင်လေးဟန်ဒီခုတော့ပြန်အောင်ထကြနေတာတည့်ရတူရတည်ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟန်ဒီရဲ့ laptop ကလည်းပြရအောင် iPad ကလည်းပြရအောင်နိုင်ယူလည်းခုလို strap အပြရအောင်အဲ့လိုအပြောင်လေးနည်းနည်းထကြနေဟန်ဒီ deep blue လေးမှာလိုက်ပါတယ်နည်းနည်းအဲ့ color လေးကို elegant ဖြစ်တယ်လို့လည်းထင်လို့ပေါ့နော်အဓိကဒီဟာမှာဟန်ဒီအခုသုံးနေတာလက်ရှိသုံးနေတာကတော့15 Proအခုကတော့ဒါ17 Pro ပေါ့နော်ဒီ16လုံးကတော့မလဲလိုက်ပဲနဲ့ဒီအခု17မှာမှလဲလိုက်တာဖြစ်ပါတယ်ထပ်ဝယ်လိုက်တာပေါ့နော်ဆိုတော့ဒါလေးကတော့ဒီလိုလေးပဲဖြစ်ပါတယ်ဘာ feeling ရလဲဆိုတော့နည်းနည်းတော့လေးဒါပေမဲ့ဟန်ဒီအတွက်ကအဓိကဟန်ဒီကြိုက်တဲ့ဟာကျတော့အဓိက camera အတွက်ကိုလဲလိုက်တာရယ် storage အတွက်ကိုလဲလိုက်တာရယ်ပြီးတော့ဟန်ဒီကျတော့ဒီသုံးတဲ့အခါမှာတစ်ခါလေးကြာရင်လေဟို extra အနေနဲ့ပေါ့နော်ဟိုဒီမှာ feature ပါလာလို့ဓာတ်ပုံရိုက်တဲ့အခါ selfie ရိုက်တဲ့ဟာ group photo တွေပါမှဆိုလဲတော်အဆင်ပြေသွား feature တွေပါလာတွေ့ရတယ်ပေါ့နော်ကိုယ်လည်းတော့ testing လုပ်ထားပြီးသားဖြစ်တဲ့အတွက် overall ဒီ touch and feel အရာကတော့ feels more a little elegant ဖြစ်တဲ့လို့ခံစားရတယ်နည်း luxury feeling elegant ဖြစ်တဲ့လို့ခံစားရတယ်တယောက်နဲ့တယောက် feeling မတူလောက်ဘူး experience မတူလောက်လို့ထင်တယ်ဒါပေမဲ့ဟိုအနေနဲ့ကတော့အဲ့လိုမျိုးခံစားပါရှင်ဟိုအခု region ကဟိုအခု UK မှာဖြစ်တဲ့အတွက် LMNOPQRSTU United Kingdom ဆိုတော့ဒါလေးက setup လုပ်တာတော့ထားလိုက်ပါရောပေါ့နော်ဒါလည်းအကုန်လုံး iOS တွေပေါ်မူတည်ပြီးတော့လည်း setup တွေကလုပ်သွားမယ်ဒါပေမဲ့ဒီထဲမှာဟိုခုဒီဘူးထဲမှာဆိုရင်ဘာပါလဲဆိုတော့ဖုန်းပါမယ်ကျိုးလေးပါမယ်ကျိုးကဟိုပုံမှန်ဟိုလိုမျိုးလေချောရဲ့ကျိုးမဟုတ်ဘဲနဲ့တော့ကျိုးချစ်ကျိုးလိုမျိုးပုံစံဖြစ်သွားတယ်ပြီးတော့ pin ဟာလေးပါတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ instructions ဟာလေးပါတယ်ဒါပဲပါတယ်ထဲမှာတော့ဘာမှမပါတော့ပဲပေါ့နော်ဒါပဲပါတယ်သူက USB-C ပဲ still not bad ဘယ်ဝါလုံးနေနဲ့ထားလိုက်ပါဆိုတော့ဒီဒါလေးက unboxing အောင်နဲ့တူတူလုပ်ကြည့်ရ touch and feel အရာတော့ချောသွားတယ်ဒီ high ကိုတော့ဒီအရန်သဘောကျလာဆိုတော့တမျိုးပဲပေါ့နော်ဘာလို့ဆိုဒီနားမှာတကွက်ကြီးလို့ဖြစ်သွားတာပေါ့နော် Apple logo လည်းအောက်ရောက်သွားတယ်ဒါလေးကတော့ပြီးတော့သူ့ဟာ scratch ဖြစ်ကြတယ်လို့လည်းပြောကြရပေါ့နော်ဆိုတော့ဒီဒါလေးကို cover တက်ပြီးသုံးရမယ်ဆိုတော့ cover လေးမှားရအောင်မယ်ဒါလေးသုံးဖို့ပေါ့နော်ပြီးတော့ဘာရှိသေးရောဒါလေးကတော့ဟိုသုံးကြည့်မယ်သုံးကြည့်ပြီးတော့အကဲဒီလိုမျိုးဖုန်းလဲဖို့စဉ်းစားနေတဲ့သူတွေအတွက်ကျတော့ဟို recommend ပေးချင်တာအကဲ storage မြင့်ချင်တယ်မဟုတ်ဘူး camera quality မြင့်လို့ချင်တယ် processor မြင့်လေးလို့ချင်တယ်ဆိုရင်တော့လဲတဲ့တယ်မဟုတ်ဘူးဆိုရင်တော့ဟိုဘယ်လိုပြောမလဲကို13 14ကိုင်နေရသူဆိုတော့လဲတဲ့တယ်အကဲ15 16ရောဟိုအရင်အားမပေးဘူးအဲ့တော့လဲဖို့စဉ်းစားနေဆိုရင်တော့ဒါဟိုဗီဒီယိုလေးကိုကြည့်ပြီးတော့နည်းနည်းလေးစဉ်းစားလို့ရပါမယ်လို့ထင်ပါတယ်ပြီးတော့ weight လေးနည်းနည်းလေးပိုလေးပါတယ်ဆိုတော့နည်းနည်း weight လေးရမကြိုက်တဲ့သူတွေကြတော့နောက်တစ်ခါလည်းပြန်စဉ်းစားတယ်လို့ထင်ပါတယ်ဒါကတော့ဟိုရဲ့ unboxing video လေးပဲဖြစ်ပါရှင်ဆိုတော့အားလုံးကျေးဇူးများတင်ပါတယ် thank you